တကယ်လို့ကပတ်အမြင့်ဆုံးအေရက်တောင်ကြီးကိုယူပြီးပင်လယ်အောက်ကိုထိုးဆိုင်လိုက်မယ်ဆိုရင်တော့တောင်ရဲ့ထိပ်ဖျားဟာရေမျက်နှာပြင်ပေါ်ကိုပေါ်မလာနိုင်ပါဘူး။ဒါဟာကပတ်အနက်ဆုံးမာရီယာနာ6ကြီးရဲ့ကြောက်ခမန်းလီလီအနက်ပါပဲ။ပေပေါင်း36,017ကီလိုမီတာအနက်ကိုဆင်းသက်ကြည့်ရအောင်ပါ။ပေပေါင်း3,000ကျော်လွန်တာနဲ့အလင်းရောင်လုံးဝမရှိတော့ပါဘူး။ Midnight Zone လို့ခေါ်တဲ့ထာဝရအမှောင်ထုနေမြေကိုရောက်ရှိသွားပါပြီ။ဒီနေရာမှာပေယာကမှတင့်ကိုမကယ်တင်နိုင်တော့ပါဘူး။ဒီနေရာရဲ့ရေဖိအားကဘလောက်တော့ကြောက်စရာကောင်းလဲဆိုရင်တင့်ခန္ဓာကိုယ်ပေါ်ကိုဆင့်အကောင်ရေ90ပြိန်တူတက်နေထားတာနဲ့အတူတူပါပဲ။ကာကွယ်မှုတစ်ခုမပါပဲလူတစ်ယောက်ရောက်သွားရင်စက္ကန့်ပိန်အတွင်းမှာတင်ခန္ဓာကိုယ်တစ်ခုလုံးကြေမွပြီးတည်ဆုံသွားမှာပါ။ဒါပေမဲ့ဒီလူငရဲစခန်းထဲမှာအသက်ရှင်နေတဲ့ကောင်တွေရှိပါတယ်။ကိုပိုင်မီအိမ်ပါတဲ့အင်ဂျလာဖစ်တွေတရေတဆိလိုအယောင်မရှိတဲ့ငါးတွေသူတို့ပုံစံကကဘာပေါ်မှာတတဝါတွေနဲ့မတူပဲဂျိုရာတွေအေလီယန်တွေနဲ့ပို့ပြီးတော့တူပါတယ်ပို့ပြီးတော့ကြောက်စရာကောင်းတာတခုရှိနေပါသေးတယ်လူသားတွေဟာလက်ကဘာပေါ်ကိုရောက်ဖူးပေမဲ့ဒီ6နှစ်ကြီးရဲ့အော့ဆုံးကိုရောက်ဖူးသူက3ယောက်လောက်ပဲရှိပါသေးတယ်အဲ့ဒီလူ3ယောက်ရဲ့နာမည်ကိုသိပါသလားကုန်းဘက်မှာပြောပြပေးခဲ့ပါဒီအမောင်ထူးရဲ့အော့ရှေမှာကျွန်တော်တို့မတွေ့ဖူးသေးတဲ့မက်ကလန်တုံလို့ခေါ်တဲ့အကောင်ကြီးတွေပုံခိုးနေနိုင်မလားခမ ्या ရောဘယ်လိုထင်ပါသလဲ